အားလုံးပဲပြန်လာပါအခု session မှာတော့ကျွန်တော် apply လုပ်ထားတဲ့ Opus တွေပေါ့နော်အဲကျွန်တော် database မှာလည်း Opus တွေ apply လုပ်ကြတယ် grid မှာလည်းကျွန်တော် Opus တွေ apply လုပ်ကြတယ်ပေါ့နော်အခု session မှာတော့ database မှာ apply လုပ်ထားတဲ့ Opus ပေါ့နော်version တွေကိုကျွန်တော်ဘယ်လိုမျိုး rollback ပြန်သွားလို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်ပြန်သွားမှာဖြစ်ပါတယ်အရင်ဆုံးပေါ့နော်ကျွန်တော်တို့rollback သွားမဲ့database version နဲ့ကိုက်ညီတဲ့ support ပေးတဲ့ Opus version ဖြစ်နေရမှာနော်အဲ့တော့အရင်ဆုံးကျွန်တော်ရဲ့ database မှာရှိနေတဲ့ Opus version ဘယ်လောက်လဲဆိုတာကျွန်တော်ချက်မယ်နော်sorry okay ဒါဆိုရင်ဒါကျွန်တော်ရဲ့ Opus version က46ပေါ့နော်okay ကျွန်တော်ရဲ့ apply လုပ်ထားတယ်ပေါ့နော်Opus ကဒါဆိုရင်ကျွန်တော်က1927ကိုကျွန်တော် apply လုပ်ထားတာပေါ့နော်အဲ့ဒီဟာကိုကျွန်တော်က rollback သွားမယ်ပေါ့နော်ကျွန်တော်အခုဘယ်ကနေ apply လုပ်ထားလဲဆိုရင် 90.300 ကနေပြီးတော့ကျွန်တော် 90.70 ကို apply လုပ်ထားတာပေါ့နော်အဲ့တော့အခု 90.70 ကနေပြီးတော့ကျွန်တော် rollback သွားမယ် 90.300 ကိုကျွန်တော် rollback ပြန်သွားပေးမယ်ပေါ့နော် okay okay အရင်ဆုံးပါနော်ကျွန်တော်ရဲ့စာရေးထားလိုက်ပါနော်okay share ပေါ်ကတော့ဒါကျွန်တော်ကအမြန် download ချင်လို့ပေါ့နော်အမြန် shut down ချသွားချင်လို့ပေါ့နော်တကယ် proper database ကို shut down ချမယ် proper shut down လုပ်မယ်ဆိုလို့ရှိရင်တော့ share နေတယ်ဒါပေမဲ့ proper shut down ပေါ့နော်okay အရင်ဆုံးပေါ့နော်ကျွန်တော်က apply လုပ်ထားတဲ့ Opus share ID ကိုကျွန်တော်ကြည့်အောင်နော်အဲ့တော့ okay ဒါဆိုရင်ဒါကျွန်တော် apply လုပ်ထားတဲ့ဟာပေါ့နော်90.27 ရဲ့ best day ပေါ့နော်အဲ့တော့okay okay okay ဒါဆိုရင်ဒါဒီ batch ထဲမှာပေါ့နော်ဒီ batch ထဲမှာကျွန်တော် apply လုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီဟာလေးပဲကျွန်တော် batch သွားလိုက်ပါနော်ဒါလေးရအောင်
ကျွန်တော်တို့ဒီ Opus တွေ apply မလုပ်ခင်database apply မလုပ်ခင်ပေါ့နော် apply မလုပ်ခင် rollback မလုပ်ခင် database ဘာလို့ set ထားကြလဲဒီမှာရှင်းတယ်ကျွန်တော် apply လုပ်တာမျိုး rollback လုပ်တာမျိုးဆိုရင်ဒါဒီ database set အောင်လုပ်တဲ့ step ပါပဲ set အောင်လုပ်ပြီးမှာပဲပေါ့နော်ကျွန်တော်တို့ rollback ဟော apply လုပ်ကြတာပေါ့နော် okay ခုကျွန်တော် rollback လုပ်နေတာပေါ့နော်rollback လုပ်နေတာဒီကျွန်တော် ASM disk group standalone ASM မှာကျွန်တော် rollback လုပ်နေတာပေါ့နော်နည်းနည်းOkay ဒါဆိုလို့ရှိရင်ကျွန်တော် Opus rollback ကပြီးသွားပြီနော်အဲ့ဒါကျွန်တော် database ပြန်ပြီး scan လိုက်နော်
ဒီမှာလည်းကျွန်တော်90.300ဖြစ်သွားပြီပေါ့နော်ဒီလိုပေါ့နော်ကျွန်တော်က database ကိုကျွန်တော်ပြန် start ပြီးလို့ရှိရင်ကျွန်တော် database ကိုပြန်လုပ်ပြီးနော် ဒါဆိုရင်ကျွန်တော် database post လောက်လာတယ်ပြီးသားပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် robot ပေါ့နော်90.27 to 90.3ပေါ့နော်ရောက်ပဲကျွန်တော်robot သွားပြီပေါ့နော် okay ဒါဆိုတော့ရင်လည်းကျွန်တော် ls person ပေါ့နော်ကျွန်တော်အဲ့ဒါချက်ကြည့်မယ်နော် okay ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်90.300တွေဖြစ်သွားပြီနော်အားလုံးကိုကျေးဇူးတင်ပါတယ်